Okay ကျွန်တော်ညီကိုရမင်္ဂလာပါကျွန်တော်ဟိုနေ့ကပြရတဲ့ဆေးကဂျူလင်စီဆေးဥဖျန်းတယ်နှစ်ပူးရှိတာဟုတ်အဲ့ဒီနှစ်ပူးလေးသူကကြတော့ဂျူလင်စီတီးတက်အခုဒီကောင်ကြတော့အဲ့ဒီဆေးနဲ့ဘယ်လိုမျိုးကောင်းလဲဆိုတော့သူကအမြင့်ပုတ်တာတွေအပင်စီပုတ်တာတွေပါကောင်းတယ်ပြီးလို့ရှိရင်သူကဂျူလင်စီလည်းပါတယ်7-10 ဒီကောင်က9နိုင်ကနေ10နိုင်ထိကြာ6-12ชั่วโมง6နိုင်ကနေ12နိုင်ထိကျွန်တော်တို့ရေစိမ်ထားပေးရမယ်တညလည်းရတာပေါ့ဗျာတညညဦးရံနဲ့အခုစိမ်ထားလိုက်မိုးလင်းကြလို့ရှိရင်ကိုဖြန်းလို့ရတယ်ရေ1000လီတာတစ်ထုပ်ဖြစ်ပါတယ်ခဏမဖြန်းပေးနိုင်ရင်တော့မှတစ်နှစ်ကို2ခါ3ခါလောက်ဆေးပုံလေးဒီမှာရိုက်ပြโอเคဒီမှာဂျူနီစီလည်းပါတယ်ပြီးလို့ရှိရင်သူက6နိုင်ကနေ12နိုင်ထိစိမ်ပေးရတယ်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဒီကောင်ကိုကျွန်တော်တို့တစ်နှစ်ကိုအနည်းဆုံးမဖြန်းပေးနိုင်2ခါ3ခါလောက်ဖြန်းပေးရင်ကျွန်တော်တို့အရင်ကောင်းတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဖြန်းပေးခြင်းကကျွန်တော်တို့မြေက15ပတ်လည်တွေဒါမှမဟုတ်16ပတ်လည်ဒါမှမဟုတ်ဒီ84တွေအဲ့ဒါမျိုးတွေပွေခေမီတွေတုံးမှများလို့ရှိရင်မြေကြီးကဘာဖြစ်လာလို့ဆိုကြာလာတာကြကြက်လာတယ်ကျူးလိုက်လို့ရှိရင်အစာစားလို့မရတော့မြေကြီးတွေအဲ့တော့မြေကြီးကိုပြန်ပြီးအားကောင်းစေအောင်အမြင့်ကိုလည်းထိမ့်သိမ့်ပေးတယ်မပုတ်အောင်အောက်ကအမြင့်လည်းမပုတ်အောင်မြေကြီးကိုလည်းထိမ့်သိမ့်ပေးတယ်အားလည်းပြန်ကောင်းလာအောင်အရင်အကျိုးဝင်တယ်ဒီဆေးကအဲ့ဒါကြောင့်မလို့ဒီဟာလေးကျွန်တော်ညီကိုတွေမျှဝေပေးခြင်းဖြစ်ပါတယ်ကျွန်တော်ညီကိုတွေအရင်မှပဲဖြန်းမယ်ဒါအရင်ဝင်ဖြန်းမယ်နော်အပင်ကိုဖြန်းမှာမဟုတ်ဘူးနော်ရေ1000လီတာကိုဆိုရင်ဒါတစ်ထုပ်စာဖြစ်တယ်အရင်မှတက်ဖြန်းကျွန်တော်ဆေးဖြန်းသလိုမျိုးဖြန်းမှာမဟုတ်ဘူးနော်ကျွန်တော်တို့ဆေးဖြန်းသလိုမြက်သက်ဆေးဖြန်းသလိုမျိုးဒီလိုမျိုးပဲမြက်သက်ဆေးဖြန်းသလိုမျိုးပဲမြက်ဆူရုံလောက်ဖြန်းတာမဟုတ်ဘူးအတိပ္ပယ်ကလူရင်းကဘာလဲဆိုတော့မြေကြီးတွေကိုစိတ်ဝင်သွားအောင်နော်ကိုဖြန်းတဲ့ဒီလိုမျိုးပိုက်နဲ့အမြဲတမ်းဒီလိုမျိုးကျိုးဆွဲပြီးပိုက်နဲ့ဖြန်းမယ်ဆိုလို့ရှိရင်ဒီလိုမျိုးဆိုလို့ရှိရင်အဲ့ဒီဖြန်းတဲ့ခေါင်းဖြုတ်လိုက်လဲရတာပဲဒီကျိုးနဲ့တီးတန့်လေဒီတိုင်းဖြန်းလဲရတယ်ပဲအပင်ပတ်လေအဲ့လိုမျိုးဖြန်းပေးမြေကြီးတွေကိုစိတ်ဝင်အောင်ဆိုလိုခြင်းကအဲ့ဒါလေးကိုမျှဝေပေးခြင်းဖြစ်ပါတယ်ကျွန်တော်ညီကိုတွေမသိသေးတဲ့ညီကိုတွေတော့ဖြစ်ပါတယ်လို့ဟုတ်ကဲ့ပါ start